င်္ဂလာပါခေတ်သစ်ဖက်ဒရယ်မီဒီယာမှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်အားနေရာပြမှုသတင်းထွက်ပေါ်ဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေပြည်တော်အကျဉ်းထောင်ထဲနီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားနေပြည်တော်စီနေအိမ်တအိမ်သို့ပြောင်းရွှေ့ပေးလိုက်ကြောင်း DVB သတင်းဌာနကိုပြောခဲ့တယ်လို့သတင်းပါရှိလာပါတယ်အမည်မဖော်လို့တဲ့အဆိုပါသတင်းရင်းမြစ်က2024ခုနှစ်ဧပြီလအတွင်းရခိုင်ဒုဝန်ကြီးတဦးနေထိုင်ရာအိမ်သို့အကျယ်ကျိုးဖြင့်ပြောင်းရွှေ့ချုပ်နှောင်ခဲ့ရမှယခုနောက်ထပ်တနေရာသို့ထပ်မံပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒေါ်အောင်ဆန်းစုကြည်ကယခုအခါစေအိုစုရဲ့လှုပ်ရှားဆွဆွဲထားတဲ့အမှုပေါင်း14မှုဖြင့်ထောင်ဒဏ်28နှစ်ကြာခံနေရခြင်းလည်းဖြစ်ပါတယ်စေအိုစု၏ပြောခွင့်ရစောမင်းထွန်းမှအော်တိုဘာလ19ရက်နေ့မှာ၎င်းတို့လက်သက်မွေးထားတဲ့မီဒီယာများအားအာဆီယံအထူးတသမန်အားရာဇဝတ်သားများနှင့်တွေ့ဆုံခွင့်ပြုမည်မဟုတ်ဟုပြောဆိုခဲ့ပါတယ်နိုင်ငံတော်တိုင်ပင်ခံနှင့်သမ္မတကြီးဦးဝင်းမြင့်အားတနိုင်ငံလုံးမှာ၎င်းတို့အုပ်စုတစုတည်းကတောင်ထို့သောမျက်စိစုံမိတ်ပြောဆိုနေကြပေမယ့်ပြည်သူများ၏ချစ်ခင်ယုံကြည်မှုကိုအပြည့်အဝရရှိနေသူများဖြစ်မှန်သိနေတာကြောင့်စစ်ဗိုလ်ချုပ်များကအထူးကြောက်ရွံ့နေကြသည်မှလည်းအထင်အရှားပင်ဖြစ်ပါတယ်နိုင်ငံတော်ပုံကံမှုဖြင့်ပြည်ထန်ကြခံနေရတဲ့ဒေါက်တာအေးမောင်ကယခုအခါမေးဆွေစီရုံမှုများပင်စတင်ပြုလုပ်နေပြီဖြစ်ရာ၎င်းတို့၏ရာဇဝတ်သားဆိုသည့်အပြောသည်မြေတိုးများပင်အရာမထင်တော့ပါဘူးအာဆီယံအားလည်းပြည်တွင်းရေးမှာဝင်မဆက်ဖက်ရန်ကြေမာပြောဆိုသွားပြန်ပါတယ်အာဆီယံ17နိုင်ငံထဲမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ကတော့၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်ယခုအခါညီနောင်နှစ်ဖော်၏အဖြစ်ကိုကြည့်၍၎င်းတို့၏ကယ်လီမချင်းချင်းမြည်များအစွမ်းထက်သည်ဟုဆိုကတွင်းနဲ့ထင်ရောက်လာတဲ့ဆိုကရခိုင်ပြည်သူများအားတပ်ဖြတ်ရန်တာဆိုလာပြီးဖြစ်ပါတယ်ရွေးကောက်ပွဲခေတ်သမိုင်းကိုတုံးဆိုင်မိသူများဆိုသည့်ဝါဒဖြတ်စကားထဲမှာပါဝင်တဲ့တရုတ်ဆောင်ဆိုသူများအားပြည်သူများ၏လူမှုရေးပြည်တံခတ်မှုကအလွန်ပြင်းထန်လာ၍အိမ်ထဲပုံနေရသည့်အဖြစ်ရောက်ရှိနေတာကြောင့်ဆရန်ရန်ကဆိုဆူမအနုပညာရှင်3ဦးအောင်လူမှုကွန်ရက်မှာဝေဖန်၍ဆိုကဖန်ဆီးပြလာပါတယ်၎င်းတို့၏ဒီမိုကရေစီရွေးကောက်ပွဲဆိုသည့်တရုတ်တကန်ကိုထပ်၍လှည့်ဟပြလိုက်သည့်အဖြစ်ရောက်ရှိသွားခဲ့ရသည့်အစုံနဲ့ထပ်မံရေးဆန်လိုက်ရပြန်ပါတယ်နာဇီတို့နဲ့ပူပေါင်းခဲ့သည့်ဂျာမန်အနုပညာရှင်များအားပြည့်မှုကျွလွန်သည့်စည်ရဲများမှာအဓိကကျသူများထောင်ဒဏ်မှသည့်တေတံအထိအတန်အတင်းကျွလွန်သူများမှသည့်ခွင့်လွှတ်ပေးသည့်သူနောက်လိုက်အဆင့်များအနုပညာရှင်လုပ်ငန်းများမှအပြည့်အပိုင်းသားမြင့်ခြင်းအစရှိသည့်အဆင့်5ဆင့်သတ်မှတ်ပြီးစီရင်ခြင်းခံခဲ့ရပါတယ်ထို့အထက်မှာအကောင်းဆုံးတရုတ်ဆောင်အဖြစ်အော်စကာဆုရရှိခဲ့မှုသည့်အေမီယာနင်းကထိဆုံကပါလာခဲ့ပါတယ်ထိုအကြောင်းများရှိသည်ကိုသတိပြုမိတင်ပါတယ်စီအိုစုကလူတို့ကလက်မခံမှန်းတည်တည်နဲ့အတင်းတကားယုံလက်နက်အားကိုဖြင့်အုပ်ချုပ်နေခြင်းကတစ်ချိန်မဟုတ်တစ်ချိန်ပြိုလဲမိတာဖြစ်ပါတယ်ဆလပ်ပင်စလင်းကြီးမှာတရုတ်ဝန်ပေါင်းကုမ္ပဏီကိုအခြေပြု၍စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတော်လှန်ရေးတပ်များကနေ့စဉ်တိုက်ခိုက်နေပြီးစစ်တပ်ဗမာ၄ဦးထပ်မံတေဆုံးဝန်ပေါင်းဝင်းအတွင်းကိုလက်နက်ကြီးဖြင့်ပစ်ခတ်မှု transformer မီးလောင်ပျက်စီးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာတရုတ်ဝန်ပေါင်းကုမ္ပဏီကိုအခြေပြု၍စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတော်လှန်ရေးတပ်များကနေ့စဉ်တိုက်ခိုက်နေပြီးစစ်တပ်ဗမာ၄ဦးထပ်မံတေဆုံးကြောင်းစလင်းကြီးမြို့နယ်လက်ယုံတပ်အဖွဲ့၏တိုက်ခိုက်ရေးကောင်ဆောင်မှုတောက်ကပြောဆိုပါတယ်အော်တိုဘာလ18ရက်နေ့မှာစတင်ပြီးစလင်းကြီးမြို့နယ်လက်ဘရောင်းတောင်တရုတ်ဝန်ပေါင်းကုမ္ပဏီဝင်းအတွင်အခြေချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်များကခုခံတော်လှန်တိုက်ခိုက်လျက်ရှိကြောင်းယနေ့အချိန်ထိထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်စစ်ကြောင်းများမှအထိနာနေခြင်း၌ဝန်ပေါင်းကုမ္ပဏီဝင်းအတွင်သို့ပြန်လည်ဝင်ရောက်သွားခြင်းရင်းနောက်ထပ်မံ၍စစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အော်တိုဘာလ14ရက်နေ့တရုတ်ဝန်ပေါင်းကုမ္ပဏီဝင်းအတွင်မှထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာ20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရင်းတို့အနက်စစ်သား4ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဝန်ပေါင်းဝင်းအတွင်တွေကစစ်တပ်စစ်ကြောင်းကစလင်းကြီးမြို့ပတ်ဝန်းကျင်ကိုမကြာခဏဆိုသလိုစစ်ကြောင်းထိုးတဲ့တော်လှန်ရေးတပ်တွေကတော့ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။အော်တိုဘာလ14ရက်နေ့တိုက်ပွဲမှာတော့စစ်တပ်ကခွေပြေးဝက်ပြေးပြန်ဆုတ်သွားတယ်။အဲ့ဒီအချိန်ကစပြီးထိတွေ့မှုတွေကတောက်ဆောက်ပြီးသူတို့ကလက်နက်ကြီးတွေနဲ့ပြည်သူတွေနေတဲ့ရွာတွေကိုအမြဲလိုလိုပစ်ခတ်နေပါတယ်။ဝန်ပေါင်းဝင်းအတွင်ကနေစစ်တပ်ကဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ရှေ့လည်းမတူရဲဖြစ်နေတယ်လို့တိုက်ခိုက်ရေးကောင်းဆောင်မှုတောက်ကရှင်းပြပါတယ်။
တရုတ်ဝမ်မောင်ကုမ္ပဏီဝင်းအတွင်းစစ်တပ်ကတက်ဆွဲထားတာကြောင့်တော်လှန်ရေးတပ်များကရှော့တိုက်ဒုံးများလက်နက်ကြီးများဖြင့်ဝမ်မောင်ကုမ္ပဏီဝင်းအတွင်းသို့ပစ်ခတ်မှုများတောက်ဆောက်ဆိုသလိုလှုပ်ဆောင်ခဲ့ရာအော်တိုဘာလ30ရက်နေ့ပစ်ခတ်မှုအတွင်းဝမ်မောင်ကုမ္ပဏီဝင်းအတွင်းစီလျှက်စစ် transformer လက်နက်ကြီးထိမှန်ပျက်စီးသွားကြောင်းသိရှိရပါတယ်ဝမ်မောင်တဲမှာအလုရက်သွားပြီးကျွန်တော်တို့ကဝမ်မောင်ကိုတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ဝမ်မောင်ကုမ္ပဏီကစစ်ခွေးတွေကိုလက်ခံထားလို့ဝင်းထဲမှာရှိတဲ့စစ်ခွေးတွေကိုကျွန်တော်တို့တိုက်ခိုက်တာဖြစ်တယ်အဲ့ဒီလိုစစ်ခွေးတွေလက်ခံနေရင်တော့အပြစ်ခံနေရမှာပဲအပြစ်မခံခြင်းရင်စစ်ခွေးတွေကိုမောင်းထုတ်လိုက်ပါလက်မခံတဲ့ဟုစလင်းကြီးမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကရှင်းပြပါတယ်လက်ရှိမှာတရုတ်ဝမ်မောင်ကုမ္ပဏီအနီးဝန်းကျင်ရှိကျေးရွာများအလုံးမှာစစ်ဝေးဆောင်နေရပြီးစစ်တပ်ကစစ်ကြောင်းများခွဲ၍စလင်းကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေကြောင်းတော်လှန်ရေးသတင်းရင်းမြစ်များထံမှသိရှိရပါတယ်ရှင်။